ပြင်မာလာရှိတယ်ဆရာတို့ကပြောပါတယ်နော်ငါသားသမီးလေးတွေပညာရေးသင်နေကြီးဝါတိုးတက်ပြီးတော့ပညာတတ်ကြီးတွေဖြစ်ပါစေဒီဘောက်လုပ်ပေးနိုင်တဲ့သားသမီးတွေဖြစ်ပါစေအဲဒီရဲ့ education ကြပါစေဒီရဲ့ဆက်ဖြစ်ပါရောက်လို့လေးတော့ဒါပေမဲ့လေသူတို့ပြည့်စုံပြောထားအောင်ပြီးခဲ့တယ်ဒီတော့ကတော့ပြန်ဖြစ်မှာဝင်းဝင်းကြောကြောလှပတည့်တယ်တဲ့သူတို့ရဲ့ပဲပန်းကလေးတို့တဲ့အခါမှာဒီအပြုတ်နဲ့ပြုတ်နေကြတာမချိုင်ကြီးအထင်သားတယ်ဘယ်တော့ကြည့်လို့လှလိုက်လဲကွာပညာတတ်ကြီးတွေပြင်ပြင်လေးလေးကိုလုပ်ပြနိုင်တဲ့သားကောင်းသမီးကောင်းလေးတွေဖြစ်ပါစေနော်ဒီဘောက်လုပ်ပြနိုင်တဲ့သားကောင်းသမီးကောင်းလေးတွေဖြစ်ပါစေပညာတတ်ကြီးတွေဖြစ်ပါစေနော်ဘုရားဘာသာသာသနာကိုလည်းပြန်အားချက်မွမ်းနိုင်အောင်လုပ်ဆောင်နိုင်တဲ့ကောင်းဆောင်ကောင်းတွေဖြစ်ပါစေနော်ဒီလိုရှိနေပါစေဒီနာဝဒနာကြီးကတင်ကြပြတာနှလုံးသားသူပါနောင်နာကမှာအကျိုးချက်တဲ့လူတော်လူကောင်းလေးတွေဖြစ်ကြပါစေလို့ဆရာမဆိုပေးရနော်။ဒီနေ့ပြပါစေ။ အားလုံးပဲတော့ပညာတတ်ကြီးဖြစ်ကြပါစေ။ဒီလိုပြောလို့ပေါ့။ဟုတ်ကဲ့။လောက်တာပဲနော်။ဒီရက်နေ့ပြပါစေ။
အရေးကြီးတာရောက်လို့